ပရိသတ်ကြီးရဲ့ယခုပုံတွေပါရှိတဲ့လူဟာသူ့ကိုယ်သူ BGF ကခေါင်းဆောင်တယောက်လိုတိုင်းရင်းသားလက်နက်ကန်တွေဟာပြည်သူလူထုတွေနဲ့မရက်တီပဲနဲ့စစ်တပ်နဲ့ပဲရက်တီမယ်ဆိုပြီးတော့အထင်လွဲအောင်ပြောလာပြီးတော့ပြည်သူလူထုတွေအားလုံးကိုစိတ်သက်ကြပြီးတော့အထင်လဲအောင်ပြောနေတဲ့စိတ်ယူနီဖောင်းဝတ်ဆင်ခဲ့ဘူးတဲ့တချိန်ကစစ်သားဟောင်းလောက်ကောင်တူဖြစ်တယ်လို့သိရှိရပါတယ်ဒီလိုမျိုးလောက်ကောင်အားလုံးပဲမင်္ဂလာနေ့လည်ခင်းချိန်ခါလေးဖြစ်ပါစေဗျာထွေထူးတော့ပြောဖို့မဟုတ်ပါဘူးကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်သတင်းအတည်ပြုယူထားတာလည်းရှိပါတယ်ခင်ဗျဘာဖြစ်လို့လဲဆိုတော့ဒီရက်ပိုင်းမှာ BGF တပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်ပေါ်မှာသတင်းမှားတွေဖြန့်နေရတယ်တွေ့ရပါတယ်အဲကိစ္စနဲ့ပတ်သက်ပြီးတော့ရိုးရိုးရှင်းရှင်းလေးဆိုပေမဲ့ကျွန်တော်ဒီတိုင်းသားလက်နက်ကိုင်နေအနေနဲ့နော်BGF ဆိုတာကဒါတပ်မတော်လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်တယ်ပြီးတော့ KNU တို့ DKB တို့ဆိုတာလည်းကင်းတိုင်းသားလက်နက်ကိုင်တွေဖြစ်တယ်ပေါ့နော်ဆိုတော့သတင်းမှားတွေနဲ့ကရင်အချင်းချင်းကရင်လူမျိုးတွေအချင်းချင်းရန်တိုက်နေတဲ့စကားလုံးတွေဖြစ်နေတာတွေလည်းပါတာပေါ့နော်အဓိကတော့အဲဒါဆိုတော့ပထမဆုံးပြန်တဲ့သတင်းကထိလက်ရှာလက်သတင်းလည်းဖြစ်တယ်ဒီကိစ္စနဲ့ကမဖြေရှင်းလို့လည်းမကောင်းဘာလို့လဲဆိုတော့ရှိကိုကိုကိစ္စနဲ့ပတ်သက်ပြီးတော့ရခိုင်နဲ့ကလည်းဒါအစိုးရဖွဲ့နဲ့ညီတိုင်းတိုင်ပင်မှုဆွေးနွေးမှုတွေနဲ့MIC ခွင့်ပြုချက်တွေနဲ့လုပ်ထားတဲ့လုပ်ငန်းတွေရှိပါတယ်အဲ့ဒီမှာဘယ်လိုသတင်းအဖြန့်လဲဆိုတော့တပ်မတော်ကရွှေကုတ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ BGF ကိုလုပ်ငန်းတွေလုပ်ပိုင်ခွင့်ပေးမယ်အခုဆန္ဒပြနေတဲ့လူတွေကိုနှိမ်နှင်းပေးဖို့ဆိုတဲ့အလဲအထက်ဒါကလေးစကားပြောတာဗျာနော်ကလေးစကားပြောတာအဲ့တော့ဒါကိုယုံတဲ့လူတွေကလည်းယုံပြီးတော့ share တာတွေမှK တွေနဲ့အများကြီးတက်တာပေါ့ဗျာဒီမှာလဲအဲ့ထက်မှလဲဒီသတင်းမှားနဲ့မဖြန့်ဖို့နော်ဝိုင်းပြီးပြောတဲ့လူတွေလည်းအများကြီးပါသို့တော်လဲဒါတွေကို screenshot တွေယူလိုက် share လိုက်တင်လိုက်နဲ့BGF ကပဲရန်ကုန်တက်လာပြီးပြည်သူကိုပဲဘယ်လိုလုပ်မယ်ဒီတပ်မတော်နဲ့ဘယ်လိုအပေးယူလဲထပ်တွေလုပ်တယ်အဲ့ဒီ line ပေါ်မှာပြန့်နေတဲ့ကောင်လေးကရွှေကုတ်ကကျွန်တော်တို့အဖူးဆွတ်ချစ်သူရဲ့အနားမှာနေတဲ့လိုက်နေတဲ့ကောင်လေးပဲဒါအဲ့ဒါကြာပြီသူတို့BGF ပတ်လေ10နှစ်ပြည့်တော့လားရိုက်ထားတဲ့ပုံလေးတွေဆိုတော့ဒါနဲ့ပဲရန်ကုန်တက်လာပြီးတော့ကားရှိမှရနေတဲ့ပုံနဲ့တခုပေါ့နော်ဒါလည်းထိလိုက်ရှာတဲ့ကိစ္စတွေဗျဒါတွေကကိုယ့်ဘက်ကို line မှာနာမည်ကြီးခြင်းုံနဲ့တော့တို့ဒီတိုင်းရင်းသားဒေသတွေမှာဒီလိုကမောက်ကမတွေဖြစ်အောင်ယုံထင်ကြောင်ထင်ပေါ့ဗျာကျွန်တော်တို့ဒေသမှာတော့ဘာမှမဖြစ်ဘူးအေးဆေးပဲအဲ့တော့အများပြည်သူစိတ်တောကရောက်အောင်နော်သတင်းမှားတွေနဲ့မဖြန့်ကြပါနဲ့နာမည်ကြီးခြင်းဘိုးလုံးသီးချွတ်ပြီးသားလိုက်လွှင့်နော်ကျွန်တော်အဲ့လိုပြောတော့ရိုင်းသွားတယ်ဗျာမကောင်းဘူးဆိုတာကသတင်းမှားတွေနဲ့လိုက်ဖြန့်တဲ့ခါကျတော့ဒါကိုယုံတဲ့လူတွေကလည်းယုံတယ်နော်နောက်သတင်းတစ်ခုကဒီနေ့ထက်တွေ့တယ်BGF တွေက KNU အယောင်ဆောင်ပြီးတော့ကရင်တိုင်းသားတွေကိုခေါ်မယ်တွေဘာတွေလုပ်မယ်တွေဘာတွေလဲBGF ကတော့သူနေတာနော်ကရင်ပြည်နယ်ကြားဆောင်တက်ကနော်သူတက်နဲ့1 2 3 4သူနေတာဟာအဲ့လိုတွေကအဲ့ဒါကိုလိုက်ပြီးတော့ဟိုလိုတွဲခွဲဒီလိုတွဲခွဲဟိုလိုရေးဒီလိုရေးမဟုတ်မဟာသတင်းနေနဲ့နော်ကျွန်တော်အခုလိုမျိုးထုတ်ပေါ်ပြောကြားခြင်းဟာနော်တကယ်ဒီမှာ line မှာတွေ့တဲ့ဘ ഹു ကိုကေးအရာရှိနော်သူတို့ရှိကိုတိုက်ရိုက်ချိတ်ဆက်ပြီးတော့မှာအခုရှိကိုလည်းတိုက်ရိုက်ချိတ်ဆက်ပြီးတော့မေးလို့ရတယ်ဒါပေမဲ့
ဒီကိစ္စလောက်ကကလေးကစားတွေကလိုင်းပေါ်မှာလော်တဲ့အော်တဲ့အဆင့်လောက်ဖြစ်တဲ့အတွက်နော်ဖူးရှိဖုံးဆက်ပြီးမေးတရားလဲဟိုမလိုဘူးပေါ့ဗျာမလိုဘူးဆိုတာကမဟုတ်တာတွေကိုနင်တို့ဘ ਹੁ ကိုယ်ကြီးအရာရှိတွေတကယ်ဟိုတမှုတွေမေးပြီးပြီဟိုကိုတိုင်းလည်းတည်တယ်တရင်လည်းအတီးပြုတ်ထားတယ်ဒါကိုလိုက်ပြီးတော့ online ပေါ်မှာမဖွာကြပါနဲ့အဓိကအဲ့ဒါကိုပြောချင်တာနော်ထိလဲရှာလဲကိစ္စတွေခင်ဗျားတို့က line ပေါ်မှာရေးတဲ့စာလေး4 5 6ကြောင်း9ကြောင်းอ่ะအဲ့တော့ keyboard fighter တွေလောက်ထားဒါအဲ့ဒါဘာမှမဖြစ်လောက်တဲ့စာလို့ခင်ဗျားတို့ကထင်တာနော်ဒါပေမဲ့တကယ်ဟိုထားနေမှာလဲဘာဖြစ်လဲဆိုတော့ဘာမှမဖြစ်ဘူးသူ့လို့ကိုလုံးနေကြတာနော်ကိုယုံကြည်ရနဲ့ကိုခံယူခြင်းနဲ့ကိုယ့်ကိုအလုံးလုံးနေကြတဲ့သူတွေကြီးပဲဒါကိုသတင်းမားတွေနဲ့လိုက်ဖြန့်ပြီးတော့တိုင်းသားဒေသတွေမှာမတီမငြိမ်နော်တွေးကွဲပြပြအောင်နေမပြောကြမရေးကြပါနဲ့ခင်ဗျားတို့စာလေး5 6ကြောင်းရေးတာမိနစ်ပိုင်းစက္ကန့်ပိုင်းပဲကြာတယ်နော်ငြိမ်းချမ်းကိုတိဆောက်ထားတာဘဝတွေနဲ့ရင်းပြီးတော့နော်အချိန်ကာလတွေနဲ့ရင်းပြီးတော့ငြိမ်းချမ်းကိုတိဆောက်ထားတာအဲ့ keyboard fighter တွေမလုံနဲ့နော် keyboard fighter တွေမလုံနဲ့နော် CRPH တရားမဝင်ဘူးဆိုတော့နော် CRPH ဘက်ကိုသိမလှည့်ပြန်ဟို CDM ဖိုင်းမစီမဲ့လို့တော့ CDM ဘက်မလှည့်ဘူးတိုင်းရင်းသားတွေဘက်ကိုတိုင်းရင်းသားလက်နက်ကင်တွေနဲ့တက်နဲ့အစိုးရနဲ့ဖြစ်အောင်ကမောက်ကမဖြစ်အောင်ခင်ဗျားတို့လိုက်ပြီးနှောက်နေဒါလည်းခင်ဗျားတို့အောင်မြင်မှာမဟုတ်ဘူးကျွန်တော်ဆိုလိုရင်းကတော့ဒါတွေကိုလိုက်ပြီးရေးရီယူလုပ်ပြီးတော့ရှင်းပြနေတာမဟုတ်ဘူးအဲ line ပေါ်မှာသတင်းမိုင်းနဲ့ရှောက်ဖွနေလို့ဒီဘက်မှာတော့အလုံးလည်းမရဘူးပြားလည်းမရဘူးအဓိကအဲ့ဒါပြောချင်တာပါနော်ဟိုမိတ်ဆွေတင်ကားတွေကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့ထိလွယ်ရှောက်လဲကိစ္စဖြစ်တဲ့အတွက်မေးတဲ့ပုံကိုရောနော် line ပေါ်မှာဘူးမသိဘာမသိနဲ့ပိန်းဥတွေနော် share တာလည်းမနေဘူး screenshot တွေလုပ်ထားလည်းမနေဘူးလင့်နေနဲ့ဖြန့်နေရလည်းမနေဘူးအလကား keyboard fighter တွေလုပ်နေနော်ဟိုဘက်ပြောလဲဦးမယ်ဟိုဘက်မှာ KNU နဲ့တပ်မဟာ9နဲ့ဟိုစစ်တပ်နဲ့ကိစ္စကျွန်တော်ဟိုတနေ့ကလည်းစာလေးနဲ့ရေးထားတယ်ဒီလိုတပ်မဟာ9နဲ့တပ်မဟာ9ဆိုတော့မဲဝိုင်ဘက်မှာတပ်မဟာ9နဲ့တပ်မတော်ရဲ့ထိတွေ့မှုဆိုတာဟိုရခင်နေရရှိတယ်နော်ဟိုရခင်နေရရှိတယ်ဒါပေမဲ့ဒီထိတွေ့မှုကအခုမှဒီဆန္ဒပြတပိတ်နဲ့မှဒီလိုထဖြစ်တာမဟုတ်ဘူးဒီလိုအစိုးရအပြောင်းလဲနဲ့နော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကဒီတပ်မတော်အာဏာလွှဲပြောင်းယူထားတဲ့ဟိုကာလနောက်ပိုင်းကျမှအဲ့ဒီဒေတာတိုင်းရင်းသားတွေကဆန္ဒထုတ်ဖော်တာမဟုတ်ဘူးအဲ့လိုတမိုင်းကိုလည်းပြန်ကြည့်နော်တမိုင်းကိုလည်းပြန်ကြည့်ဟိုးရခင်တွေကဒီမှာဒီတပ်မတော်တပ်ဆွဲထားမှုတွေနဲ့တိုင်းရင်းသားတွေရဲ့နော်နေမြေခွဲခြားဟိုထိမ့်သိမ့်မှုဆက်ဆံမှုနော်နေမြေစီးဒီအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ခဏထိတွေ့မှုတွေဖြစ်တယ်နော်အခုခမရတို့လုံမှာပဲပြဿနာအကြီးစစ်ပွဲအကြီးလုပ်တယ်ဟိုကျွန်တော်ဆိုလိုရင်းကနော်ဟိုဒါတိုင်းရင်းသားတွေဘက်ကလည်းလိုက်ပြောတာလည်းမဟုတ်ဘူးတပ်မတော်ဘက်ကလည်းလိုက်ပြောတာမဟုတ်ဘူးတိုင်းရင်းသားတွေနဲ့တပ်မတော်နဲ့နော်ဟိုစစ်ဖြစ်နေပါတယ်စစ်တိုက်နေပါတယ်ဆိုတော့တရားဝင်စကားကြီးပြောတာမဟုတ်ဘူးခင်ဗျားတို့ကအဲ့လိုတရားဝင်ကြီးလိုက်ပြောနေလို့နော်တေချာအဲ့ဒီတပ်မဟာ9နဲ့1နဲ့ဘက်ကို1ကတော့ AC ဖြစ်တယ်တပ်မဟာ9နဲ့တပ်မတော်ထိတွေ့မှုဆိုတာဟိုနှစ်ပေါင်းများစွာကလေးကအခုမှတိုင်အောင်လိုက်ပြီးတော့မဖွာကြနဲ့နော်ဆိုလိုရင်းကတိုင်းရင်းသားတွေမှာလည်းတိုင်းရင်းသားဖြစ်ကချင်ကရကရင်ချင်းဗမာမွန်ရခိုင်ရှမ်းဘယ်တိုင်းရင်းသားဖြစ်ကိုခံယူခြင်းနဲ့ကိုယုံကြည်ခြင်းနဲ့အလုပ်လုပ်ကြတာနော်မိမိတို့ရဲ့နှစ်သက်ရနော်ပါတီပုဂ္ဂိုလ်နော်အစွဲတွေလည်းရှိကောင်းရှိမယ်အဖွဲ့အစည်းအစွဲတွေလည်းရှိမယ်နော်မိမိတိုင်းရင်းသားတွေတော့မိမိရက်တည်မယ်ဆိုတဲ့ကိစ္စတွေလည်းရက်တည်မယ်လူတိုင်းဟာတိုင်းရင်းသားတိုင်းဟာကိုခံယူခြင်းနဲ့ကိုယုံကြည်ခြင်းနဲ့ကိုအလုပ်လုပ်ကြတာနော်ဒါတွေကိုမလုပ်ပါနဲ့မဟုတ်ပါဘူးလို့လည်းသွားပြောနေလို့မရဘူးဟုတ်ပါတယ်လုပ်ပါလို့လည်းပြောလို့မရဘူးနော်အဲ့တော့ခင်ဗျားတို့ line ပေါ်ဖွာနေကရင်နေနဲ့စစ်တပ်နဲ့ချနေပြီအဲ့ဘယ်တပ်မဟာကြီးကဘယ်ထိတက်သွားပြီဘယ်ထိတက်သိမ်းလိုက်ပြီပြည်တွင်းစစ်ကမငြိမ်းသေးတာကြာလာနေပြီလေပြည်တွင်းစစ်မငြိမ်းသေးတာကြာလာနေပြီအခုမှပြည်တွင်းစစ်အခုငြိမ်းချမ်းရေး NC ထိုးထားတဲ့အဖွဲ့တွေရော NC မထိုးတဲ့အဖွဲ့တွေရောနော်အခု AA တို့ဘာတို့လည်းဒီမှာ
နော်ဟိုတရားဝင်ကြော်ညာပြီးပြီပဲနော်မတရားအသေးဖြစ်ကနေပယ်ဖြတ်ပြီးွားပြီပဲတိုင်းရင်းသားလည်းနဲ့အိုင်နေနဲ့နော်ဒီရခိုင်တမတော်နဲ့ဟိုကချင်ဒီဘက်ကကရင်မှကြံနေတဲ့အဖွဲ့တွေနဲ့ဟောအကုန်လုံးဝမ်မလီဝဲကန်လှုပ်ထားတယ်လေကြိုလဲကြိုဆိုနေတယ်လေတကယ်လဲတိုင်းရင်းသားစီလုံးညီညွတ်ရေးအတွက်နဲ့ဒီ NCA ကိစ္စကြီးငြိမ်းချမ်းရေးကိစ္စတွေလှုပ်လဲလှုပ်နေတယ်လေခင်ဗျားတို့တိတ်မဖွားနဲ့တိတ်မဖွားနဲ့တော့ဖွားခြင်းရခြင်းတမိုင်းကိုလေးလာနေမျိုးလေးလေးလာအခြေအနေကိုလည်းတိချာဟိုမတိတ်မရင်းလေးနဲ့ဖွားရင်တော်သေးတယ်နော်ကျွန်တော်ပြောနေတာအဲ့ဒီတမဟာ9တွေနဲ့မှာ9မှာထိတွေ့မှုမရှိဘူးမဟုတ်ဘူးမဖြစ်ဘူးမဟုတ်ဘူးဖြစ်တယ်ရှိတယ်ဟုတ်တယ်ဒါပေမဲ့လက်ရှိနော်နိုင်ငံတော်မတည်မငြိမ်ဖြစ်နေတဲ့ကိစ္စအချိန်မှာထပြီးတော့အခုမှထပြီးတော့ကရင်တိုင်းရင်းသားတွေကထပြီးတော့တိုက်တာမဟုတ်ဘူးဒါဟုတ်ဆိုလိုချင်တာရခင်တွေကထိတွေ့မှုတွေရှိတယ်အများကြီးပဲနော်အခု BGS ဆိုတာလေ BGS အခုတတ်မတော့နေကြားဆောင်တက်ဖြစ်ရက်တည်နေတယ်နော်သူ့ရဲ့လုပ်ငန်းကိုင်ငန်းအလုပ်ကိုပါခွင့်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဝေဖန်နေပိုက်ချခြင်းမဟုတ်ဘူးညမဲ့သတင်းပေါ်တက်နေတဲ့ BGS ကပဲတတ်မတော့နဲ့ဘလို့အပေးယူလုပ်ပြီးတော့ဘာတွေလုပ်တယ်အဲ့ဒါသတင်းမှားပါပြီးတော့ဟို KNU အယောင်ဆောင်ပြီးတော့ဘယ်ကရင်တိုင်းသားတွေကိုဘယ်လိုလုပ်မယ်ညလိုလုပ်မယ်ဘယ်ခေါ်မယ်ညာခေါ်မယ်အဲ့ဒါလည်းသတင်းအမှားပါနော်သူ့တောင်သူထားကိုတောင်ကိုထမ်းနေကြတာကိုယုံကြည်ချက်နဲ့ကိုအလုပ်လုပ်နေကြတာအဲ့ဒါဟိုပြောကြသေးတယ်နော်တိုင်းသားစီလုံးညီညွတ်ရေးအတွက်နော်အစင်းစင်း KNU ကနေ DKB ကနေ BGF ဒီလိုပဲတိုင်းသားတွေကဒီလိုပဲသွားကြမှာလေသွားကြရမှာလေဒါဟိုအဲ့တော့အချင်းချင်းကရင်တိုင်းရင်းသားအချင်းချင်းလိုက်ပြီးတော့တွေးခွဲကရင်တစ္ဆာပေါက် BGF တို့ဘာလို့ကျွန်တော်ခင်ဗျားတို့အရေးသားနော်ပိန်းဦးတွေကလည်းအဲ့ဒါတွေကိုယုံတယ်ပိန်းဦးတွေကလည်း like share တယ် like screenshot တွေတင်တယ်ပြန်ပြီးတော့မပိန်းကြပါနဲ့နော်တွေးတန်းနေလည်းမဖြစ်ကြပါနဲ့နော်တိုင်းရင်းသားဒေသတွေကိုလည်းတွေးမခွဲပါနဲ့နော်အဲ့ဒါပဲနော် BGF နဲ့ပတ်သက်ပြီးတော့တီငင်အေးချမ်းပဲရှိတယ်နော် BGF ကဘာပြင်ဆင်နေတာညာပြင်ဆင်နေတာပဲဘာမှမဟုတ်ဘူးနော်တရင်မှားတွေနဲ့လိုက်ဖြတ်နေတဲ့ကိစ္စအဲ့ဒါကိုတည်င်းမှားတွေပါဆိုတာကိုကျွန်တော်သေချာပြောပြတာเนาะဒီလောက်ပါပဲเนาะကျေးဇူးတင်ပါတယ်အားလုံး